Hello အားလုံးမင်္ဂလာပါကျမကတော့ English Language Teacher ဒေါ်စိုးမမော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ subject verb indirect object direct object ဆိုတဲ့အသုံးလေးကိုမျှဝေပေးပါမယ် Number 1 standard လေးကိုကြည့်မယ်အပေါ်မှာပြထားတာ He gave me a book အစာကြောင်းလေးမှာ verb ကတော့ gives here subject တော့ verb မှာ s ထည့်တယ်ဘာကြောင့်လဲဆိုတော့ subject ဆိုတဲ့ he သည် singular တယောက်တည်းဖြစ်နေလို့ me ကပေးခြင်းခံရတာအဲ့တော့ object a book ကလည်းပေးခြင်းခံရတာပဲ object ပဲ object ကနှစ်ခုကတူနေတယ်အဲ့တော့ he ဆိုတဲ့ subject မှာ a book စာအုပ်အုပ်ရှိတယ်အဲ့တော့ subject နဲ့ဒါ direct ထိတွေ့တာ subject မှာကစာအုပ်ကရှိရော direct ထိတွေ့တာဆိုတော့ direct object အတူကကို do လို့ရေးတယ်မိရကြတော့ he ဆိုတဲ့ subject ကပေးလို့ရတာအဲ့တော့တဆင့်ငံထိတွေ့တော့ indirect object io လို့ရေးတယ် okay အတူကောက်ရေးတာ number 2 sentence I gave my friend some money မှာ verb ကတော့ give ပါ I က subject အဲ့တော့ subject ဒီ I ဖြစ်နေတော့ verb မှာ s ထည့်စရာမလိုပါဘူးဥပမာဆိုရင် my friend ကလည်း object ပါ some money ကလည်း object I ဆိုတဲ့ကျွန်တော်မှာက some money ပတ်စံအချို့ရှိတယ်အဲ့တော့ some money ဒီ direct object subject နဲ့ direct ထိတွေ့တော့ direct object အတူကောက်ရင် do လို့ရေးတယ် my friend က subject ဆိုတော့ကျွန်တော်ကပေးမှရတော့ indirect object အတူကောက်ရေးတော့ io လို့ရေးတယ် subject verb indirect object direct object okay next one number 3 sentence my mother give me a flower အဲ့ဒီမှာလည်းပဲ verb ကတော့ give ပါ me က object a flower ကလည်း object ပဲအစာကြောင်းလေးမှာ subject ကတော့ my mother အဲ့တော့ subject ဆိုတဲ့ my mother ဒီ singular ပါတယောက်တည်းဖြစ်တော့ verb မှာ s ထည့်ရတယ် gives gives ဟော my mother မှာက a flower ဆိုတဲ့ပန်းလေးတစ်ပွင့်ရှိတယ်အဲ့တော့ a flower ဒီ subject နဲ့ direct ထိတွေ့တော့ direct object အတူကောက်ရေးတော့ do မိက subject ပေးမှရမှာ my mother ပေးမှရမှာဆိုတော့ indirect object ပါ io subject ပဲ indirect object direct object